အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မယန်းကုန်းမြို့နယ်ထဲမှာရှိတဲ့ကဘာရေးဖျားလန်းနဲ့ကန္နမာလန်းရဲ့ကြောကပ်ပေါ့နော်ဒနာသိဋ္ဌိလမ်းမှာရှိတဲ့ကျွန်တော်ဒီဒနာသိဋ္ဌိကွန်ဒိုလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါရဲ့ဗျာဒီကွန်ဒိုမှာဆိုရင်တော့ဖြစ်ကျွန်တော်ဒီ facility အနေနဲ့ကတော့ကျွန်တော်ဒီ24 hour list ထားရှိပေးထားပြီးတော့ကိုပိုင် generator လည်းတက်ဆင်ပေးထားရဗျာလုံခြုံရေးအတွက်ဆိုရင်လည်းကျွန်တော်ဒီ24 hour security ရှိတဲ့အပြင်ကိုမှကားပါကင်လည်းကျွန်တော်ဒီတနေ့ရရှိအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်နဲ့ဒုခန်းလေးကိုလိုက်ကြည့်လိုက်ရအောင်ဗျာဟုတ်ဒီခန်းလေးကတော့အလွာမြင့်မှာရှိတဲ့အတွက်ကြောင့် natural light ကောင်းပြီးတော့ view လေးလည်းအရန်လာတယ်ဗျအခန်းလေးကတော့ fully decorated ပေါ့နော်ပြင်ဆင်ပြီးအသင့်တက်နေလို့ရမှာဖြစ်တဲ့အတွက်ကြောင့်အခန်းလေးတွေကိုကျွန်တော်တို့တစ်ချက်လောက်လိုက်ပြီးကြည့်လိုက်ရအောင်အခန်းလေးရဲ့ဒီဝင်ဝင်ချင်းညာဘက်မှာဆိုရင်လည်းကျွန်တော်တို့ဒီ TV တွေပါထားဖို့ပေါ့နော် cabinet television တွေပါထားရှိပေးထားတယ်ကျွန်တော်ဒါ living room လေးဖြစ်တယ်ဗျ living room လေးကလည်းကျွန်တော်ဒီ sofa တွေနဲ့ကျွန်တော်ဒီမိသားစုတစု AC လေးနေလို့ရမယ်ကြကြဝန်းလေးတွေ့ရှိရမယ်ဗျဒီဘက်မှာတော့ကျွန်တော်ဒီလေဝင်လေးထွက်ကလေးလေးတော်ကောင်းတယ်เนาะ lighting လေးလည်းတော်ကောင်းတယ် view လေးကလည်းအတော်လေးကိုလှတယ်ဗျကျွန်တော်တို့ဒီဘက်မှာလည်းrunner လေးလည်းထုတ်ပေးထားရတယ်ဗျကျွန်တော်ဒီအဝတ်စားကြီးပါဒီဘက်မှာလှမ်းလို့ရမယ်ကျွန်တော်ဒီမိုးရွာရင်လည်းဘာမှစိတ်ပူစရာမလိုဘူးဗျကျွန်တော်တို့ဒီနားမှာလှမ်းလို့ရမယ်ဒီဘက်မှာဆိုရင်လည်းကျွန်တော်ဒီဈေးနီးကျောင်းကြီးပေါ့နော် international school တွေရှိမယ်ဒီနားမှာဈေးတွေလည်းရှိမယ်ဗျဟုတ်ကဲ့ဆိုတော့ကျွန်တော်နဲ့အတူဒီဘက်ကအခန်းလေးတစ်ချက်လောက်သွားပြီးကြည့်လိုက်ရအောင်ဗျဆိုတော့ဒီဘက်မှာကတော့ကျွန်တော်ဒီ dining room လေးရှိမယ် dining room လေးကလည်းကျွန်တော်ဒီခမင်းစားခန်းလေးပေါ့နော်ဒီချာလေးချက်ချက်ပြပြန်လေးလုပ်ပေးထားတော့တွေ့ရတယ်ဒီဘက်မှာလည်းရေခဲတက်တာလေးတော့ရှိမယ်ဗျဟုတ်ဒါလေးကတော့ single bedroom အခန်းလေးဖြစ်တယ် single bedroom အခန်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဒါကတော့ကျွန်တော်ဒီ BO လေးပေါ့နော် BO လေးလည်းထားရှိပေးထားတယ်လေဝင်လေးထွက်ကလေးလည်းအတော်လေးကောင်းတယ်ဗျ single bedroom ဆိုပေမဲ့ကျွန်တော်ဒီအရင်တော့ကျင်းမနေဘူးဗျလူတစ်ယောက်ကတော့ AC လေးတော့ငေလို့ရမှာဖြစ်တယ်ဗျဆိုတော့ကျွန်တော်နဲ့ဒီဘက်ကိုချက်လောက်သွားပြီးကြည့်လိုက်ရအောင်နော်Okay ဒီဘက်မှာကတော့ကျွန်တော်တို့ဒီ common toilet လေးပေါ့နော် single bedroom common toilet လေးတစ်ခုပေးထားတယ်ရေဘူးရေးပေးဆက်ကလေးရှိမယ်ဒါကတော့အဝတ်လျှော်ဆက်ကလေးရှိတယ်ပေါ့နော်ဒါကတော့ဒီချက်ချင်းဝန်းလေးပေါ့နော် common toilet လေးတစ်ခုတော့ရှိမယ် Okay ဆိုတော့ကျွန်တော်ဒီ master bedroom အခန်းလေးတွေကိုတစ်ချက်လောက်သွားပြီးကြည့်လိုက်အောင်master bedroom အခန်းလေးမှာလည်းကျွန်တော်ဒီတော်တော်လေးတော့ကျယ်တယ်ပေါ့နော်တော်တော်လေးတော့ကျယ်တယ်ကျွန်တော်ဒီအလင်းလေးကောင်းကောင်းဝင်တယ်ကျွန်တော်အဲကုန်းအောင်ဖွင့်စရာမလိုဗျာကျွန်တော်ဒီလေဝင်လေထွက်ကအရန်ကောင်းနေရဆွဲအတွက်ကြောင့်လေဒါ view လေးပါမယ်ကျွန်တော်ဒီကတင်တစ်လုံးလေးပါမယ်အဲကုန်းလေးပါမယ်ပေါ့ဒါလေးကတော့ကျွန်တော်ဒီ master bedroom အခန်းလေးရဲ့YouTube ကန်အိမ်သာလေးပဲဖြစ်ပါတယ်ဗျဆိုတော့ကျွန်တော်နဲ့ဒီဘက်မှာ kitchen room လေးကိုတစ်ချက်သွားပြီးကြည့်လိုက်ရအောင်ဒါလေးကတော့ ancient မရဲ့ကြိုက်ပေါ့နော် kitchen room လေးဖြစ်တယ်ဒီမှာလည်းကျွန်တော်ဒီအငွေးဆုပ်ဆက်ပါမယ်ဒီဟာလေးကလည်းကျွန်တော်ဒီကာပေးထားတာမျိုးပေါ့နော်ဖြစ်တဲ့အတွက်ကြောင့်အငွေးတွေပါရတော့ညှိုတွေပါရတော့လောင်မနေတော့ဘူးဗျဟိုဘက်မှာတော့လေဒီဟာလေးကလည်းလေဝင်လေထွက်ကောင်းတယ်ဒီသတင်းပေါက်ကလည်းကျွန်တော်အနံ့အသက်တွေပါရဟိုဖြစ်မနေတော့ဘူးပေါ့နော်ခိုးမနေတော့ဘူးဒီဘက်မှာလည်းကျွန်တော် emergency roll လေးတစ်ခုလည်းရှိမယ်ဗျဆွန်လိုင်းနဲ့လောက်ထားတာဖြစ်တယ်ဒီခန်းလေးရဲ့ဒီနေရာကတော့မယန်းကုန်းမြို့နယ်တဲမှာပဲပေါ့နော်တည်ရှိတယ်ကျွန်တော်ဒီကန္နမာလန်းနဲ့ကဘာရေးဖျားလန်းရဲ့ကြောကပ်ပေါ့နော်ဒနာသိဋ္ဌိလမ်းမှာတည်ရှိတဲ့ကွန်ဒိုလေးဖြစ်တယ်ဗျဒီခန်းလေးကတော့အလွာမြင်လေးဖြစ်ပြီးတော့1026 square feet ကျယ်ဝန်းနဲ့1 master 1 single 2 bedroom အခန်းလေးဖြစ်တယ်ဗျဆိုတော့ဒီခန်းလေးရဲ့ဈေးနှုန်းကတော့3200ဈေးဝင်ပေးထားပြီးတော့လူကြီးမင်းတို့အနေနဲ့စိတ်ဝင်စားရဆိုရင်တော့ PSN property ကိုအခုပဲဆက်သွယ်လိုက်ပါနော်